လေးကိုပေါ့နော်ဟိုကတောက်လျှောက်ကြီးမဲ့သူလည်းမရှိဘူးပြီးတော့အဆင်ပြေမယ်လို့ထင်လို့ထားပြလိုက်တာဆရာမလေးတွေကလည်းသဘောကောင်းတယ်ပြောလို့ရှိရင်ဒီမူကြမှာတက်မယ်ဆိုရင်ကလေးကပို့ပြီးတိုးတက်လာနိုင်တယ်လို့ကိုယ့်ကိုထင်လို့ပေါ့နော်ထားလိုက်တာစားတာတော့တာလည်းတိုးတက်လာတယ်ပြောရဆိုတာလည်းတိုးတက်လာတယ်ပြောလို့ရှိရင်ဟိုအဆအရပေါ့နော်လူမှုဆက်ဆံရေးရောတငယ်ချင်းတွေရောမိသားစုတွေရောအဆအရအကောင်လုံးဆင်ပြေလာတယ်စားရည်လည်းတက်လာတယ်အစားအသောက်နဲ့ပတ်သက်တဲ့တင်လဲဆိုလို့ရှိရင်ဘယ်လိုစားရမယ်ဘယ်လိုကလေးနဲ့တဟဆာတာဖြစ်တဲ့ဟာအစားအသောက်ကဘယ်လိုဟိုကအသိပညာပေးဆိုလို့ရှိရင်လည်းစိတ်နေသဘောထားဘယ်လိုထားရမယ်သားသမီးပေါ်မှာဘယ်လိုဆက်ဆံရမယ်ဆိုတာအစားအကောင်လုံးသိသွားပါတယ်ဒီဘူကျော်ကကျွန်တော်တို့ရဲ့အလုပ်ခွင်ဝင်းကျင်မှာပဲရှိရကြမလို့ကျွန်တော်တခုခုအစဉ်ပြေမပြေကိုအချိန်ကြီးသွားကြည့်လို့ရလို့ပါဒီကလေးတို့ကြောင်းမထားခင်မှာကျွန်တော်တို့ကြိုတင်တိုင်ပင်မှုတွေလုပ်တဲ့အချိန်မှာသူတို့တင်ပြတဲ့အချက်တွေပေါ်မှာကျွန်တော်ကြည်နှံ့မှုရှိရကြမလို့ဒီမှာထားပြတာပါတိုးလာတွေကတော့အများကြီးပဲပေါ့နော်ဒီသူရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဒီသူရဲ့ပညာရေးဒီလူမှုဆက်ဆံရေးအစားတိုးတက်အများကြီးတိုးတက်ပြောင်းလဲလာပါတယ်အရင်နေ့တော့မတူတော့ဘူးပေါ့နော်သူဒီသင်တန်းဒီမူဂျိုမှာထားပြီးတဲ့ရင်စပြီးတော့သူအများကြီးတိုးတက်လာတွေ့ရတယ်သင်တန်းတွေကတော့အများကြီးပဲပေါ့နော်ဒီအစားတောက်ဆိုလဲအစားတောက်နဲ့ပတ်သက်တဲ့သင်တန်းတွေဒီကလေးမိဘနဲ့ဂျားတွေကဆက်ဆံရေးအကြောင်းတွေပြီးတော့လက်ကမ်းစာဆောင်တွေကနေပေးတဲ့ကလေးအသက်အရွယ်လိုက်တိုးတက်မှုတွေအဲ့ဒါတွေကိုစစ်ဆေးလို့ရတယ်ပေါ့နော်အဲ့ဒါအကုန်သိရပါတယ်အခုမူဂျိုကလည်းကျွန်တော်တို့မိသားစုကဗျာကျွန်တော်မိန်းမရဲ့နှစ်ယောက်လုံးလှုပ်လှုပ်တာပေါ့စက်ရုံမှာအဲ့အတွက်ကြောင့်အပြင်မှာထားဖို့ကြတော့လည်းအဆင်မပြေဘူးကလေးတို့အဲ့အတွက်ကြောင့်ကျွန်တော်တို့ကမူဂျိုမှာပဲစက်ရုံမှာပဲမူဂျိုလာဖွင့်နေတဲ့အတွက်ကြောင့်အဲ့ကြောင့်မထားပြတာပါဟုတ်အခုကျွန်တော်တို့စက်ရုံမှာလာဖွင့်ပေမဲ့ဘာတွေဘက်ကလည်းဆီယမိုက်ဘက်ကရောဟိုဗာလဲအိမ်ထိလာကြိုပေးတယ်လာပို့ပေးတယ်အဲ့လိုမျိုးကြတော့ကျွန်တော်တို့ပိုစိတ်ချရတာပေါ့ကလေးတို့ရောကလေးတို့ကိုပိုစိတ်ချရတယ်ပြီးလို့ရှိရင်ကလေးကိုကိုရီတွေးကျင်တဲ့အချိန်ကြာလို့ရှိရင်လည်းသွားတွေးလို့ရတယ်ကိုမျက်စိရှိမှာပဲဆိုတော့အဲ့ကြောင့်မထားပြတာပါဗျဟုတ်ကလေးကဒီတော့တွင်းတော့အများကြီးတိုးတက်တယ်ဗျဘာလို့အများကြီးတိုးတက်လဲဆိုတော့ကလေးဘယ်လိုခေါ်မလဲရုပ်ပိုင်းဆိုင်ရာတို့ဘာလို့လဲအကုန်လုံးတိုးတက်တယ်စကားပြောဆိုတာအစပြီးလို့ရှိရင်လူမှုပတ်ဝန်းကျင်မှာလည်းအဲ့လိုပဲအရင်တော့ဆိုတကူကောင်းရမ်းဆန်တယ်အခုနောက်ပိုင်းကျတော့ကလေးတွေအများစုမှာလည်းသူဘယ်လိုခေါ်မလဲစိတ်ထားအစအကုန်လုံးနှူးညံ့လာတယ်ဗျဟုတ်ကလေးကအရင်ထက်ကိုပိုဖွံ့ဖြိုးလာတယ်ဒါပေမဲ့အခုကျမ်းမာရေးဆိုလဲဆရာမကြီးက view site ပေးတယ်အဲ့လိုမျိုးပေါ့ဟိုအစားတောက်ကစားအဲ့လို view site ပြီးတော့လုပ်ပြီးတော့ကလေးကကျမ်းမာရေးလည်းတိုးတက်လာသလိုညံသွေးတွေလည်းကောင်းလာတယ်ဗျဟုတ်သင်တန်းတွေကနေပြီးတော့ဘာသိရလဲဆိုတော့ကျွန်တော်တို့ဟိုတာကျမ်းမာရေးအတွက်ပတ်သက်တဲ့သင်တန်းတွေမှာဆိုလို့ရှိရင်ကလေးရဲ့ကျမ်းမာရေးကိုဘယ်လိုစောင့်ရှောက်ရမလဲမိဘတွေအနေနဲ့ဘယ်လိုလုပ်ပေးရမလဲအဲ့ဒါတွေသိတယ်ပြီးလို့ရှိရင်ပညာရေးအတွက်ဆိုလို့ရှိရင်လည်းကလေးတွေကိုဘယ်လိုကောင်းအောင်လုပ်ပေးရမလဲညံသွေးဘယ်လိုကောင်းအောင်သင်ပေးရမလဲအဲ့လိုမျိုးဟာတွေသိပါတယ်ဗျဟုတ်ညီမတို့ကကြတော့ငွေရေးကြေးအဆင်မပြေဘူးပေါ့နော်ဒီမှာကြတော့ငွေရေးကြေးလည်းမပေးရဘူးလေအဲ့ဒီအတွက်ဟိုကုန်ကျစရိတ်ချော့ချတဲ့ပုံစံမျိုးနဲ့ဘလို့ထားပြတာပါဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပေါ့နော်ကိုယ်ကလေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုဟိုလူမှုပေါင်းတဲ့ဆက်ဆံရေးလည်းတိုးတက်ဖို့အတွက်ကိုထားပြသွားတာပါကလေးကဘာတွေပြောင်းလဲသွားလဲဆိုတော့ညီမတို့ပေါ့နော်ဒီမူကြိုမှာထားလိုက်ရတဲ့အကျိုးရလက်ကပေါ့နော်ကလေးကဟိုစိတ်ရှည်လာတယ်ပြီးတော့စိတ်ရှည်တဲ့အပြင်ကိုခွဲခြားဆက်ဆံမှုမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်လာပါတယ်သူ့ဘာသူလည်းဟိုလောက်ဆောင်နိုင်စွမ်းရှိတယ်ပေါ့အိမ်မှာနေတာတဲ့ဆိုင်အရန်ဟိုဘယ်လိုပြောမလဲသူ့ဆောင်နိုင်တဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးအဲ့ဒါကြောင့်မို့လို့ဒီမူဂျိုမှာထားပြသွားတာပါတော်တော်လေးကျင်တတ်ပါတယ်ဆိုတော့ဒီမှာသင်ပေးတဲ့ဆရာမတွေအကုန်လုံးကဟိုမိခင်မလုပ်ပေးနိုင်တဲ့အရာမျိုးတွေကိုလုပ်ပေးနိုင်တာဖြစ်တဲ့အတွက်အရန်ကျင်တတ်ပါတယ်သားသမီးကိုပြုစုပြောထားမှုအတွက်ပေါ့နော်ဟိုဘယ်လိုနှွေးထွေးမှုလေးတွေနဲ့ဘယ်လိုသင်ကြားပေးရမယ်ဆိုတာလေးတွေရဲ့ပြီးတော့ကလေးတွေရဲ့အုံနောက်ဉာဏ်ဖွံ့ဖြိုးဖို့အတွက်ပေါ့နော်ဘယ်လိုလေးတွေလှုပ်ဆောင်ပေးရမယ်ဆိုတာလေးကိုတော့နားလည်လိုက်ပါတယ်